ဖေမေရဲ့ကျင်းစာတော့ငါဆလဝေအိုးလေးကိုတုံးကထမင်းချက်ပြုတ်စားတောင်းလို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့တာဝေသမီးတွေအချစ်တွေတိုးပွားခဲ့လေတယ်ဆလေဝင်ဒီဟိုကလုံးလမှုမပေးစမ်းနိုင်နဲ့တာဝေသမီးတွေအကုန်လုံးစားနိုင်ရဲ့အတွက်ရီမန်းကအိုး